ဒီချက်က bbclearning.com ထဲက talking about birthdays လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ရှင် So okay, let's get started. Hello and welcome to Real Easy English. Real Easy English မှာကြိုဆိုပါတယ် We're back with another easy conversation. I'm Phil. Easy conversation နောက်တစ်ခုနဲ့ပြန်လာခဲ့ပါပြီငါ Phil ဖြစ်ပါတယ်ရှင် Okay, and I'm Beth. ငါကတော့ Beth ဖြစ်ပါတယ် You can watch a video version of this podcast on our website. That's at bbclearningenglish.com. Okay, so ကျွန်တော်တို့ရဲ့ bbclearning.com မှာဒီ podcast လေးတွေကို video version လေးကို subtitle နဲ့ကြည့်လို့ရတယ် transcript လေးနဲ့တွဲပြီးတော့ကြည့်လို့ရပါတယ်တဲ့ Okay, so Hi Beth. When's your birthday? မင်းမွေးနေ့ဘယ်တော့လဲ My birthday is in February. February လမှာဖြစ်ပါတယ် which is a very good month. A very good man, I think. အရန်ကောင်းတဲ့လဖြစ်တယ်လို့ထင်တယ် Yes, yeah, ဟုတ်ပါတယ် When's your birthday? မင်းမွေးနေ့ရောဘယ်တော့လဲ Mine's in December. ကျွန်တော်မွေးနေ့ကတော့ December ထဲမှာဖြစ်တယ် So, that's two winter birthdays. နှစ်ယောက်စလုံးကဆောင်းရာသီမှာမွေးနေ့တူတူပဲပေါ့ Okay, yeah, we do. ဟုတ်တာပေါ့ No summer birthday. နွေရာသီမှာ birthday မရှိတော့ဘူးပေါ့ Well, today we are talking about birthdays. ဒီနေ့မွေးနေ့တွေအကြောင်းပြောကြမယ် and that's the time of year that you celebrate or don't celebrate. နှစ်တိုင်းမွေးနေ့ကျင်းပတာမျိုးပဲဖြစ်ဖြစ်မကျင်းပတာမျိုးပဲဖြစ်ဖြစ် the day when you were born မင်းမွေးလာတဲ့ခုနှစ်ကိုမင်းရဲ့မွေးနေ့လို့ခေါ်ပါတယ်တဲ့ Yes, that's right. ဟုတ်တာပေါ့ Do you celebrate your birthday normally, Phil? ပုံမှန်ဆိုရင်မင်းမွေးနေ့ကိုကျင်းပလေးရှိလား Phil ရေ I do လုပ်ပါတယ် Not a big massive way အရင်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာတော့မဟုတ်ဘူးပေါ့ရိုးရိုးရှင်းရှင်းလေးပဲလုပ်ပါတယ် But yeah ဟုတ်ပါတယ် I do လုပ်တယ်ပဲပြောရမှာပေါ့ Every year I do something တစ်ခုခုတော့လုပ်လေးရှိတယ် I usually go out to eat on my birthday အပြင်သွားပြီးတစ်ခုခုတော့သွားစားလေးရှိပါတယ် Okay, that's fairly normal. ဒါတော့တော်တော်ပေါ့နော်ပုံမှန်ရိုးရိုးရှင်းရှင်းလေးပေါ့ But I don't have a massive party. But I don't have a massive party. ဒါပေမဲ့ကြီးကြီးကျယ်ကျယ်မွေးနေ့ခမ်းနားနဲ့တော့မဟုတ်ဘူးပေါ့ What about you? မင်းရော No, I'm the same. ငါလည်းတူတူပဲ really. တကယ်တော့ငါလည်းတူတူပဲပေါ့ A lot of my family have birthdays in February. ကျွန်တော်ရဲ့မွေးနေ့အိမ်ကမိသားစုတွေတော်တော်များများမွေးနေ့က February လမှာဖြစ်တယ်ပေါ့နော် So we tend to have one big family meal. We tend to ဆိုတာလုပ်မယ်လို့ရည်ရွယ်ထားတယ်ပေါ့နော် family meal ဆိုတာမိသားစုစားဝိုင်းတစ်ဝိုင်းတော့လုပ်မယ်လို့စီစဉ်ထားတယ် That is sort of celebration for all birthdays. အဲ့လိုမျိုးကျင်းပလိုက်ခြင်းအဖြစ်မိသားစုထမင်းဝိုင်းလေးလုပ်လိုက်ခြင်းအဖြစ်ပေါ့နော်မွေးနေ့တွေအကုန်လုံးလဲကျင်းပရရောက်သွားတာပေါ့လေတနည်းအားဖြင့်ပေါ့ That's pretty nice ကောင်းလိုက်တာကွယ် Yeah, it's really nice ဟုတ်တယ်နော်ကောင်းလိုက်တာ And I don't have a party မွေးနေ့ပွဲမလုပ်ဘူး But I did when I was a child ငယ်ငယ်တုန်းကတော့လုပ်ပါရဲ့ birthday parties as a child ငယ်ငယ်တုန်းကလုပ်တဲ့ birthday party ကကျတော့ with cake ကိတ်မုတ်ရှိမယ် blowing out candles ဖျောင်းနိုင်နေမှုတ်မယ် singing happy birthday happy birthday သချင်းဆိုမယ် These are very big birthday traditions when you're young ဒါကတော့ငယ်ငယ်တုန်းကလုပ်တဲ့ birthday ရိုးရာထဲမှာမှအရန်ဟိုပေါ့နော်လှုပ်လေးလှုပ်ထားရှိတဲ့ tradition ဖြစ်ပါရဲ့မင်းငယ်ငယ်တုန်းကပေါ့ aren't they မဟုတ်ဘူးလားကွယ် Yeah, when you have all your friends in your house မင်းအိမ်မှာမင်းမိသားစုတွေအကုန်လုံးနဲ့ running around chasing cows တယောက်နောက်ကိုတယောက်လိုက်ပြီးတော့ပြေးသွားမယ်။အော်တောင်းနေနဲ့အိမ်မှာမိသားစုတွေတငယ်ချင်းတွေနဲ့ကျင်းပကြမယ်လေငယ်ငယ်တုန်းကပေါ့။ And yes, and cake is very important. ကိတ်မုတ်ကလည်းမရှိမဖြစ်ပဲနော်။ I mean, yes. ငါဆိုလိုချင်တာကဟုတ်တယ် What is a birthday without some cake? Cake မရှိဘဲနဲ့ဘယ်လိုမွေးနေ့လုပ်မှာတော့ With candles on the top
ဖျောင်းနိုင်ရလဲအပေါ်မှာပါရအောင်မယ်နော် of course ဟုတ်တာပေါ့ one candle for every year ဖျောင်းနိုင်တစ်တိုင်းကနှစ်တိုင်းမှာတစ်နှစ်ဆိုရင်တစ်တိုင်းနှစ်နှစ်ဆိုရင်တစ်တိုင်းပေါ့နော် at least when your child ငယ်ငယ်တော့ဆိုလို့ရှိရင်အနည်းဆုံးတော့ငယ်ငယ်တော့ဆိုရင် one candle for every year တစ်နှစ်မှာတစ်တိုင်းကိုကိုစားပြုတယ်ပေါ့တို့ပေမဲ့လည်း I don't do that anymore အခုတော့အဲ့ဒါမျိုးတွေမလုပ်တော့ပါဘူး and when you have the candles on your cake ပေါ်မှာ candles လေးရှိသွားပြီဆိုရင် candles လေးကိုမီးညှိလိုက်ပြီဆိုရင် you need to blow them out ဖျောင်းနိုင်လေးကိုမှုတ်လိုက်ရမယ် and ပြီးတော့လို့ရှိရင် make a wish ဆုတောင်းလေးလည်းတစ်ခုလုပ်ရမယ် but yes but don't tell anyone the wish ဘယ်သူမှတော့ဆုတောင်းလေးမပြောရဘူးပေါ့ otherwise တနည်းအားဖြင့် it won't come true အဲ့ဒါကတယောက်ယောက်ကိုပြောလိုက်မယ်ဆိုရင်ဆုတောင်းလေးရတကယ်ဖြစ်မလာဘူးပေါ့လေ it's very true ဟုတ်တာပေါ့ so there are certain ages အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုအသက်အရွယ်လေးတွေရှိတယ် like 80 21 13 30 40 18နှစ်21နှစ်30 40အဲ့လိုအသက်အရွယ်လေးတွေမှာဆိုရင် these are a very big birthday ဒါကအရန်ကြီးကျယ်မြင့်မြတ်တဲ့မွေးနေ့ဖြစ်တယ် and we call them အဲ့လိုမျိုးနှစ်တွေကို milestone birthdays လို့ခေါ်တယ်မှတ်တိုင်ပေါ့နော်မှတ်တိုင်တင်မွေးနေ့ပေါ့နော်အဲ့လိုမျိုးလေးတွေခေါ်ပါတယ် how do you feel about milestone birthday milestone birthday နဲ့ပတ်သက်ပြီးဘယ်လိုထင်လဲ because I know someone who really doesn't like them တချို့သူတွေတချို့တွေကအဲ့လိုမျိုး milestone birthday လုပ်ရတာမကြိုက်ဘူး they feel like they're getting older ဒါကသူတို့ကအသက်ကြီးလာတယ်လို့ခံစားရတယ် to me ငါအတွက်ကတော့ it doesn't matter ဒါကပြဿနာမရှိပါဘူး what do you think about them အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲ Phil ရေ I think the same ငါလည်းမင်းလိုပဲတွေ့တယ် I think they haven't bother me yet အသက်ကငါ့ကိုအခုချိန်ကြီးအနောက်ရှက်မပေးသေးပါဘူး the only thing is that the next one I can see a really big တွေးပူတာတခုကတော့ဘာလဲဆိုတော့နောက်နေ့ကျလို့ရှိရင်ကြီးမား scary terrifying one ကြီးမားဘာတွေရင်ဆိုင်ရမလဲကြီးမားဘာတွေကြုံတွေ့လာမလဲတစ်နှစ်ပြီးတစ်နှစ်ကြီးလာတဲ့ခါကျရင်မတွေ့ရတဲ့ကြီးမားတဲ့စုံစမ်းမှုတွေဘာတွေရှိလာမလဲဒါကိုပဲစိတ်ပူတယ် so maybe when I get there အဲ့ဒီတစ်နှစ်ပြီးတော့နောက်ထပ်တစ်နှစ်ကိုရောက်သွားတဲ့ခါကျရင်တော့အဲ့ဒီအကြောင်းလေးကိုတော့စိတ်ပူတာမျိုးတော့ရှိတယ် I'll be a little bit more worried ခုနပြောတဲ့အတိုင်းပဲ I'll be a little bit more worried နည်းနည်းလေးတော့ worry ဒီတစ်နှစ်ပြီးတော့နောက်တစ်နှစ်ရောက်လာပြန်ပြီးဘာတွေကြုံရအောင်လဲမသိဘူးဘာတွေကြီးမားဖြစ်လာအောင်လဲမသိအဲ့လိုမျိုး worry လေးတော့ရှိတယ် but no I don't ဒါပေမဲ့လည်းသူစိတ်ထဲမထားဘူး worry လည်းမထည့်ဘူး it doesn't bother me အဲ့ဒီအသက်အရွယ်ကိန်းဂဏန်းတစ်ခုကသူ့ကိုအနှောက်အယှက်မပေးပါဘူးတဲ့ I think getting older is a good thing အသက်ကြီးလာတာသူ့အတွက်ကောင်းတယ်လို့တော့ထင်တယ် it's what we do ဒါကျွန်တော်တို့အသက်ကလည်းကျွန်တော်တို့အကုန်လုံးကလည်းလုပ်ရမယ့်ကိစ္စပဲလေ it's something ဒါကလည်း that we all have to do ဒါကလည်းကျွန်တော်တို့အားလုံးလုပ်ရမယ့်ကိစ္စပဲမလုပ်မနေရမဖြစ်မနေဖြစ်လာမယ့်ကိစ္စပဲလေ we all grow older ကျွန်တော်တို့အားလုံးအသက်တွေကြီးလာမယ် so there is nothing we can do to change it ဒါကဘာမှသွားပြီးတော့ပြောင်းလဲလို့မရဘူးလေ and life is good ဘဝကြီးကကောင်းပါတယ် as you get older အသက်ကြီးလာတာကကောင်းပါတယ် life changes ဘဝကလည်းပြောင်းလဲသွားတယ်လို့ gets better so ပိုကောင်းတာတွေလည်းဖြစ်လာတယ်လေ yeah true have you had any strange birthdays မင်းမှာထူးဆန်းတဲ့ birthday မျိုးထူးဆန်းမွေးနေ့ရှိခဲ့ဘူးလား well there was one that was a bit different တခုတော့ထူးခြားတာရှိခဲ့ဘူးတဲ့ to all the others တခြားမွေးနေ့တွေအားလုံးထဲထူးခြားတဲ့မွေးနေ့တခုတော့ရှိဘူးတဲ့အဲ့ဒါတော့ I got married သူမင်္ဂလာဆောင်လိုက်တယ်ပေါ့ what she got married on your birthday မင်းမွေးနေ့မှာမင်္ဂလာဆောင်လိုက်တယ်ပေါ့ I got married on my 24th birthday 24နှစ်မြောက်မွေးနေ့မှာမင်္ဂလာဆောင်လိုက်ပါတယ် so your birthday is also your wedding anniversary wedding anniversary နဲ့ birthday နဲ့တူတယ်ပေါ့ it is ဟုတ်တာပေါ့ that means you can't forget your wedding anniversary ကိုမမေ့တော့ဘူးပေါ့ no I can never forget ဘယ်တော့မှမေ့မှာမဟုတ် Okay, let's recap some of the vocabulary that we used during this conversation. The conversation ကိုလုပ်နေတဲ့အချိန်မှာကျွန်တော်တို့သုံးလိုက်ရတဲ့ vocabulary လေးတွေကိုပြန်ပြီးတော့နှွှဲကြည့်ရအောင် Starting with party နဲ့စတယ် which is when you get people you know
together to celebrate something. When you get people you know together to celebrate something. Party ဆိုတာကလူတွေကိုစုတယ်မင်းသိတဲ့လူတွေအကုန်လုံးကိုမင်းကအတူတကွာမင်းသိတဲ့လူတွေအကုန်လုံးကိုမင်းကခေါ်ပြီးတော့အနားမှာရှိပြီးတော့စုပြီးတော့အတူတကွာကျင်းပတာကို party လို့ခေါ်တယ် you can have a party and another way of saying to organize a party ပွဲကျင်းပတာကိုကျမတို့ကနောက်တစ်နည်းနဲ့ဘယ်လိုပြောလဲဆိုရင် through a party လို့ခေါ်ပါတယ်တဲ့ and often at a party ပွဲမှာဆိုရင် you have a cake ကိတ်မုတ်ရှိမယ် and you blow out the candles on a cake ကိတ်မုတ်လေးပေါ်မှာဖျောင်းနိုင်လေးကိုမှုတ်မယ် you blow air blow out ဆိုတဲ့အဓိပ္ပာယ်က you blow air from your mouth to stop the flames on the candle like this okay so ဖျောင်းနိုင်ကိုပေါ့နော်ပါဇက်ထဲကလေးတွေကိုတုံးပြီးတော့မီးတောက်ကလေး flame ဆိုတဲ့မီးတောက်ကလေးကို stop ပေါ့နော်ဒီမီးထပ်ပြီးတော့မတောက်အောင်ကျမတို့ကရက်တန့်သွားအောင်လေနဲ့ပေါ့နော်ပါဇက်ထဲကလေးကိုတုံးပြီးတော့မှုတ်လိုက်တော့အဲ့လိုလေးမှုတ်လိုက်တာကိုကျမတို့က blow out လို့ပြောတယ် after you do this ဒါလုပ်ပြီးသွားပြီဆိုရင် you might make a wish ဖျောင်းနိုင်မှုတ်ပြီးဆုတောင်းမယ် wish is when you think of something that you want to happen in the future တခုခုကိုတွေးထားတယ်အဲ့ဒါကဘာလဲဆိုရင် sorry တခုခုတွေးထားတယ်အဲ့ဒါကဘာလဲဆိုရင် future မှာတခုခုဖြစ်ချင်တယ်လို့တွေးထားတဲ့ຢာတွေအတွက်ကိုဆုတောင်းမယ် we also talk about milestone birthday မှတ်တိုင်တင်မွေးနေ့တွေကိုလည်းပြောခဲ့ကြပါတယ် which is a birthday with an important number ဒါကတော့မွေးနေ့တွေမှာအရေးကြီးဆုံးကိန်းဂဏန်းလေးတွေဖြစ်တယ် these often end with 0အဲ့ဒီမှတ်တိုင်တင်မွေးနေ့လေးတွေကတော့0နဲ့ဆုံးတာများပါတယ် like 30 or 40 but ဒါပေမဲ့ they can also be a birthday that has cultural significance okay တခါကြားလို့ရှင်တော့ကျမတို့ကရိုးရာအရာကျင်းပတဲ့မှတ်တိုင်တင်မွေးနေ့လေးလည်းရှိပါတယ်တဲ့ for example 21ပေါ့နော်Okay, that's it for this episode of Real Easy English. The episode ကတော့ဒီလောက်ပါပဲ Why not try the worksheet on our website to text yourself and that's bbclearningenglish.com. bbclearningenglish.com မှာတို့ website ကိုသွားပြီးတော့ worksheet လေးနဲ့တွဲပြီးတော့ဒီ real conversation ကိုဘာလို့သွားပြီးတော့ test မလုပ်တာပါလဲ We'll be back next week with another conversation in easy English. နောက်တစ်ပတ်ကျရင်တော့နောက် conversation တစ်ခုနဲ့လာခဲ့ပါမယ် Goodbye for now. Goodbye. Phil ကပြောပါတယ် Bye bye.